comment တော်များများထဲမှာသမီးတို့အမောင်ညီမနဲ့ကိုလုံးမရှိကံမရှိတတော်စော့နေရပဲအမြင်နဲ့ဆိုပြီးပြောနေကြပါဘောနော်ကဲဒါကတော့သမီးတို့ကအလောက်ကိုင်းလို့သမီးတို့ပြပါမယ်ကြည့်နေပေါ့နော်ကဲဒါကတော့သမီးတို့ရဲ့ကိုယ်ပိုင်လုပ်ငန်းလေးပါရှင်ဒါကတော့ကြောက်သွေးရပဲဖြစ်ပါတယ်နော်သမီးတို့ရဲ့လုပ်ငန်းလေးတို့သမီးတို့ကမအားလို့ပဲမတင်တာပေါ့နော်တကယ်ဆိုရင်သမီးတို့ကတစ်တော်စဆော့ခဲ့တဲ့ဒီလုပ်ငန်းကိုလုပ်ရတာပေါ့နော်သမီးတို့ကိုအလောက်ကိုင်းမရှိကြဘူးလားလို့မေးနေတဲ့သူတွေအတွက်သမီးတို့မအားတဲ့ကြားတွေကနေပြီးတော့ရိုက်ပြလိုက်တာပါရှင်ဒါဆိုရင်တော့ကြောင်းမြက်ရတနာပေါ့နော်ဒါကြောင်းမြက်ရတနာထဲမှာသမီးတို့ကဘာလဲဆိုရင်တော့သမီးတို့ကကျယ်တီသွေးရပဲဖြစ်ပါတယ်ဆိုရင်ဝိုင်းရဝဲလာတဲ့ကြောက်လေးပါနော်ကဲကြောက်လေးကိုဝိုင်းထားပေါ့နော်ကဲဒါဆိုရင်ဒါလေးဆိုရင်တော့ကြောက်သွေးဆက်လေးပေါ့နော်ဒါကတော့အငယ်မသွေးတဲ့ဆက်ကလေးပေါ့နော်အကြီးမသွေးတဲ့ဆက်ကလေးကတော့ဟုတ်ပါမှာပါရှင်ဒါလေးဆိုရင်ကြောက်သွေးနေရတာပေါ့နော်ရှင်တို့အလုံးမရှိကမရှိဘူးဆိုတဲ့လူကိုကြည့်ပေးကြပါနော်ကဲဒါဆိုရင်တော့သမီးတို့အလုံးအကိုင်းလေးပေါ့နော်ဒါကိုပြောချင်တာပေါ့နော် comment တော်တော်များများထဲမှာသမီးတို့အမညီမနဲ့ကိုလူလေးရလှပြီးတော့လက်ကြီးရဘလိုကြီးတွေဝင်မိနေကြလုပ်ငန်းလေးလုပ်လို့လက်ကိုလှအောင်မထားနိုင်တာပါရှင်ကဲအဲ့ဒါကိုပြောနေကြတဲ့လူတွေဖြေပေးလိုက်ပါပြီရှင်နော်ဒါဆိုရင်အငယ်မလုပ်ငန်းလုပ်နေရပေါ့နော်ဒီဘင်းနှကန်းလေးကကြောက်ကလေးရတော့ဒါတော့ဂျိုင်းဖောက်ပြီးသားလေးတွေးပြီးတော့ပုံဖော်ရတာပေါ့နော်ဒါဆိုရင်တွေးပြီးလို့ဆက်ခလုတ်ပေးလိုက်ပါပြီရှင်လက်ကရေစိုးနေတော့ခလုတ်လန့်ပိတ်တာဓာတ်လိုက်တာလဲခါပေါင်းမနေတော့ဘူးပေါ့နော်ဒါဆိုရင်တော့အငယ်မတကွန်းတွေးပြီးလို့သူကြည့်နေတာပေါ့နော်ကဲကြောက်သားမကောင်းတဲ့ခေါင်းနဲ့ဆိုအဲ့ဒါကြည့်ပေးနေရပါဒါဆိုရင်သမီးတို့ကိုအလုံးကင်မရှိဘူးဆိုရဲပြောနေတဲ့သူတွေအတွက်သမီးတို့အလုံးကင်တွေကိုချပြလိုက်ပြီပေါ့နော်ကဲဒါကတော့သမီးတို့ရဲ့တင်စင်လုပ်ငန်းလေးပါရှင်တချို့တော့လူတွေဆိုရင်ကြောက်သွေးတယ်ဆိုရင်တနားရီကို၄ခွန်းလောက်ပြီးရပေါ့နော်သမီးတို့ကတစ်တော့ဆိုမယ်လို့ပြောထားရင်တနားရီဆိုရင်10ခွန်းလောက်တော့ ACP ပါရှင်အဲကြောင့်မလို့သမီးတို့လက်ရလေးရဘယ်လောက်ထိတန်တယ်လို့ပြောနေကြပါတော့ဘယ်လောက်ထိတန်တယ်ဘယ်လောက်ထိကောင်းတယ်ဆိုရင်တော့ရောင်းတဲ့လူပဲသိရပေါ့နော်သမီးတို့အမြဲတမ်းစူးစူးခံနေရပါတော့ကြောက်သွေးရုံနဲ့မဟုတ်ဘူးနော်ကြောက်ကတော့သမီးကတော့ကိုယ်တိုင်ဝယ်ကိုယ်တိုင်ဖြတ်ကိုယ်တိုင်ရောင်းရတာပေါ့နော်ကဲသမီးတို့လားဆိုရင်တော့သမီးတို့မဟုတ်ပါဘူးသမီးရခိုးပါသမီးတို့ကတော့ကြောက်သွေးပြီးတော့အယောင်တင်ပေးရတာပေါ့နော်ကဲအခုလိုပြောနေတဲ့သူတွေအတွက်အဖြေပေးလိုက်ပါပြီရှင်